အာယုံမှန်းသိရတယ်အပြင်ကဟာတွေအာယုံတွေပဲလို့အာယုံကိုသိရတယ်ဘောဘဲတို့ဘာတို့ကြည့်အာယုံမှန်းသိပြီးကြည့်ရတယ်အော်တယ်လိုက်တယ်လက်တွေခြေတွေလှုပ်တယ်ဆိုတော့အဲ့ဒါအာယုံကိုလိုက်တာခေါ်တယ်အာယုံကိုမလိုက်ရဘူးအာယုံမှန်းသိရင်မလိုက်ဘူးတကယ်လူတွေမှတ်တယ်လူတွေပါလေဆိုတာပြိဿသမုပ္ပါဒ်ထဲမှာမပါဘူးအဲ့ဒါလို့နာရုပ်ကြောင့်လာလျံတလိုက်နာဖြစ်တယ်တလိုက်နာဆိုရင်အာယုံပွားတယ်အာယုံဆိုလဲနာရုပ်ပဲနာရုပ်လူတွေလို့ဘာတွေလို့မှတ်တော့အမှတ်မှားတော့အဝိဇ္ဇာပါသွားတယ်မသိရမယ့်ဟာတွေကိုသိသွားတယ်အဲ့ဒါအဝိဇ္ဇာခေါ်တယ်မျက်စိကမြင်တာတွေကအရိပ်နမိတ်ပဲအရိပ်ပဲအလင်းကနေကအလင်းထိုးလိုက်တော့အရိပ်ပဲရှိတယ်မျက်စိထဲမှာအရိပ်ပဲရှိတယ်အရိပ်ကိုနမိတ်လို့ခေါ်တယ်အဲ့ဒီအရိပ်ကအဋ္ဌိစာယာခေါ်တာအဋ္ဌပညာလူဆိုတော့သိတတ်တာကိုလူခေါ်တယ်ကိုအကြောင်းကျိုးသိတာလူခေါ်တယ်ကိုအဲ့လိုပညာကိုသိတာပညာရဲ့အရိပ်ခေါ်တယ်ပညာရဲ့အရိပ်ကအဋ္ဌိစာယာလို့ခေါ်တယ်အဲ့ဒါဝိဇ္ဇာမာနတအဋ္ဌတဝိဇ္ဇာမာနတထင်ရှားရှိသောအဋ္ဌတအ내ဤအ내သဘောဤဆိုတာအဋ္ဌပညာခေါ်တယ်လူဆိုတာပညာယောက်ျားမိန်းမဆိုတာအ내ပေးတာယောက်ျားဆိုတာလဲပုရိသကလာလို့ယောက်ျားလို့ဖြစ်သွားတယ်ပုရိသကမာဂဒအဋ္ဌိတော့မာဂဒမြန်မာလိုကတစ်မျိုးအင်္ဂလိပ်လိုကတစ်မျိုးအ내တွေယောက်ျားတို့မိန်းမတို့တစ်ပင်တို့တောတောင်တို့ဆိုတာအဲ့ဒါအ내ခေါ်တယ်အ내ဆိုတာအဋ္ဌခေါ်တယ်ရုက္ခဆိုတာတစ်ပင်ကပါဠိခေါ်တယ်တစ်ပင်ဆိုတာအ내ဖြစ်သွားတယ်အဲ့ဒီတစ်ပင်ကြီးကိုတစ်ပင်ကြီးတိုင်းမှတ်မထားရဘူးမျက်စိကမြင်အာယုံပဲမျက်စိကမြင်တုံယူပါယုံမြတ်စွာဘုရားကလည်းယူပါယုံတို့ပဋ္ဌာန်းမှာရူပါရမဏံစက္ခုဝိညာဏဓာတုရာလို့ဟောတော့အဲ့ဒါတွေကလွန်ပြီးတော့ကြည့်လိုက်တော့ဒါအဋ္ဌိထာဝန္တပုဂ္ဂိုလ်ခေါ်တယ်ဟုတ်လားလူတွေပါလေမဟုတ်ဘူးယောက်ျားတွေမိန်းမတွေမဟုတ်ဘူးအဲ့လိုကြည့်မှစိတ်ကရဲမယ်မြတ်စွာဘုရားဆိုလို့ရှိရင်ခါလေတယောက်တည်းမာနရဲ့စိတ်တက်ကြီးကဆင်ကြီးကလည်းအကြီးကြီးဆင်တကောင်လည်းမြင်တာတောင်လန့်နေတာမြတ်စွာဘုရားတယောက်တည်းအဲ့ဒါအာယုံအဲ့လိုအာယုံမတ္တိမကန့်ကြီးလို့ဤတန်တရားတဲ့အာယုံမတ္တိရူပေသပဇာနာတိဒါဓမ္မနုပဒနာဟောပုံမှာကြည့်ရူပေသယူပါယုံတို့ကိုဒီပဇာနာတိအပြအဖြင့်သူရေလေပပနနပရိညာပေါ့ပဇာနာတိပိုင်းခြား၍တည်ဤဆိုတာနဲ့အတူတူပဲငေါယူပါယုံဆိုတာမျက်စိကိုပြတတ်သောကြောင့်ဒါယူပါယုံဆိုတာအစင်းဆိုတာဝဏ္ဏဆိုတာမဟာပုဂ္ဂိုလ်မိရတဲ့ဥပါဒာယုတ်သတ္တရောမဟာဗုဒ္ဓဥပါဒာယရူပနာနိတ္တယပစ္စယေနပစ္စယောဆိုအဲ့ဒီပဋ္ဌာန်းကိုရောက်ရတယ်မြတ်စွာဘုရားကပဋ္ဌာန်းလည်းရှုတယ်ပဋိစ္စသမုပ္ပါကလည်းရှုတယ်အဲ့ဒီပဋိစ္စပါလို့ပဋိစ္စသမုပ္ပါပဋ္ဌာန်းလည်းပဋိစ္စဝါဒပါတာပဲပဋ္ဌာန်းလည်းပဋိစ္စဝါဒပါပဋိစ္စတို့သမဝါယတို့
ဟာရတို့ပစ္စယတို့ဧတုဆိုတာအကြောင်းဟောတယ်ဟိုဆွဲပြတယ်ဟိုအဲ့ဒီအာရမဏတို့ကြာအနိမိတအတူတူပဲဆာယာအရိပ်ပဲမျက်စိနဲ့မြင်တာတကယ်လူတွေမှတ်ထားတော့တကယ်လူတွေလို့လိုက်ပြောပြီးတော့တကယ်လို့လူလို့ထင်ရောအဲ့ဒီအထင်မြတာရှိတယ်တစ်ပင်ဟာဘာမှမရှိဘူးလို့အဲ့လိုသိမှလူလို့ထင်တယ်ထင်တဲ့ခါကျမှတခါလဲပါဇက်ကပြောတယ်လူထင်လို့ပြောတာတစ်စေကြီးထင်လို့တစ်တုံးရိုတစ်စေကြီးထင်လို့ပြောတယ်လို့ပဲတကယ်လူမဟုတ်ဘူးဆိုမှအဝိဇ္ဇာမရှိတယ်လူတွေလို့ဆိုရင်အဝိဇ္ဇာတတ္တဝါတွေဆိုရင်ဒါကြောင့်အဘိဓမ္မာမှာနိတ္တတနိစီဝတတ္တဝါတွေမဟုတ်ဘူးအခုကြားတာတတ္တဝါလားမေးရင်ဘယ်နဲ့ပြောပါကြားတာတတ္တဝါမဟုတ်ဘူးကြားတာဝိညာဉ်မြင်တာလည်းဒီလိုပဲမြင်တာလည်းတတ္တဝါလားတတ္တဝါမဟုတ်ဘူးလို့အဲ့လိုဖြစ်သွားတာပဲတတ္တဝါမဟုတ်ဘူးဆိုဘယ်နဲ့လို့ຢာကဖြစ်เสียရှိတော့ຢာကဆိုတာကအဝိဇ္ဇာတဏှာဟုတ်လားကပရိစ္ဆေသမုပ္ပါဒအဝိဇ္ဇာတဏှာလူတွေယောက်ျားတွေမိန်းမတွေကြောင့်တဏှာဖြစ်တာပဲဒါအရင်ခံကြီးပဲဒါတဏှာကအရင်လူတွေဆိုတာလူတွေလို့ဆိုယူလိုက်ရင်တဏှာကဖြစ်ပြီမဖြစ်ပါနဲ့ဆိုလို့ကိုမရဘူးဒါအကြောင်းကပညာအကြောင်းလူဖြစ်သွားတယ်ဥပနိတ္တယကြီးခေါ်တယ်ပုဂ္ဂလောဘောဇနံအဲ့ဒါပုဂ္ဂလောပုဂ္ဂိုလ်တို့ဘောဇင်တို့ဆိုတာတွေကဒါဥပနိတ္တယပစ္စည်းဒါအာကြီးတဲ့အကြောင်းလို့ခေါ်တယ်အဲ့ဒါပဂရုပနိတ္တယပဂရိအားဖြင့်အာကြီးတဲ့အကြောင်းဖြစ်နေတယ်ဒါကြောင့်လူလို့ယူထားရင်ဘယ်တော့မှຢာကဘယ်တရားတွေလုပ်လို့လူလို့ယူရင်ຢာကမပြောက်ဘူးဒိဋ္ဌိလည်းမပြောက်ဘူးမျက်စိနဲ့မြင်တာယူပါယုံလို့ဆိုမှယူပါယုံကထူးဆန်းတယ်အဲ့ဒါဘာဖြစ်လို့ထူးဆန်းလို့ကြည့်ရင်လို့ဆိုတော့နာနာပုတ္တိအာကာရနာနာပုတ္တအာကာပုတ္တိအာကာရအထူးထူးသောဖြစ်သောအချင်းရာပါဇက်ကလေးကလှုပ်တယ်နှာခေါင်းလေးကချီတယ်မျက်ခုံးလေးကချီတယ်ပါဇက်စကားလေးကပြောတယ်နှာခေါင်းလေးကမိတ်နေအဲ့ဒါဖြစ်ပုံထူးတဲ့အချင်းရာလေးခေါ်တယ်အဲ့ဒါယူပါယုံအဲ့ဒါစိတ်ကြောင့်ဖြစ်တဲ့ဟာစကားပြောတဲ့ဆိုတာဝိတ္တဝိသရဝိတ္တဝိသရဆိုတာစိတ်စိတ်ဒါဝစီသင်္ခါရခေါ်တယ်ယောဂီတွေဘောဘကြည့်ရင်ဟေလာဟာလာမလုံးနဲ့ကြည်ုံနဲ့ကြည့်ရင်ဘာမှကိစ္စမရှိဘူးလက်တွေချီတယ်တာမလုံးနဲ့ဟေဟာမအော်နဲ့အဲ့ဒီလိုပဲလူတွေမြင်လဲမြင်တဲ့လိုပဲထားမှအာယုံပဲလို့သိပြီးကြည့်အာယုံမှန်သိထိုအကြည့်အဝိဇ္ဇာမဖြစ်ပြီအဝိဇ္ဇာမဖြစ်ပြီအာယုံမှသိပြီးကြည်တာဒါကြောင့်ယူပါယုံဒါကြောင့်အနန္တောပိအန္တောပိယနဲ့ဟိုစာရီပေတွေကဆိုတာယူပါယုံနဲ့မြင်လို့ဆိုလို့ရင်မကန်းတော့လဲကန်းတယ်လို့ပဲအဲ့လိုကြည်ရတယ်တကယ်ယောက်ျားကြီးတကယ်မိန်းမကြီးဆိုပြီးကြည်ရယောဂီလည်းဖြစ်လဲအဲ့လိုလည်းမကြည်အောင်ဘောပွဲတွေပါလေကြည်ဘာကြည်ပေနဲ့ဟိုလက်တို့ခြေတို့မလှုပ်အောင်လှုပ်လို့ရှိရင်အာယုံကိုလိုက်တယ်မြင်ုံမြင်တယ်ဆိုရင်အာယုံမလိုက်ဘူးအဲ့လိုဟိုကအာယုံကနာနာပုတ္တိအာကာရဆိုတာအထူးသောဖြစ်တဲ့အချင်းရတယ်အထူးဖြစ်နေတယ်မျက်ခုံးချီတယ်လက်လှုပ်တယ်ဘောလုံးကန်တယ်ခြေထောက်နဲ့ကန်တယ်အဲ့ဒါအထူးဖြစ်တဲ့အချင်းရကအဲ့ဒါအဋ္ဌပညာခေါ်တယ်အဋ္ဌစာယခေါ်တယ်အဋ္ဌနမိတ်ရဲ့အရိပ်ခေါ်တယ်အဲ့ဒါနမိတ်အဲ့ဒါအာယုံခေါ်တယ်အဲ့ဒီနမိတ်ကြောင့်ဒီကံនេះဖြစ်လို့ရှိရင်
တခါလေကံမနမိတ်မောနမိတ်အခုကနမိတ်အခုကနမိတ်ရှောင်မဒီကနေ့ကြမှာနမိတ်ရှောင်ရင်တော့မရတော့ဘူးဟာညာကနဲသွားပြီကံကလည်းနဲသွားပြီသောတော့မှ၅ခုပဲစောနိုင်တော့တယ်9ခုမစောနိုင်တော့ဘူးစိတ်တွေနှုတ်တတ္တိတွေညံ့ကုန်ပြီဒီကနေ့ကြတော့ဇောတော့၅ချက်ပဲစောတော့တယ်ကြောင့်အခုကလည်းလူမရှိဘူးယောက်ျားမင်းမမရှိဘူးလူမှာမျက်စိရှိလားမရှိပါဘူးဆိုတာတကယ်လို့သေချာမှမသေချာပြန်လူပဲရိုင်ရောဟောလူပဲရိုင်ရင်ဒီနာနာပုတ္တိအာကာရဆိုရဆာယာရဲ့အရေးအာယုံရဲ့အရေးခေါ်တယ်အရေးနမိတ်ပညာနမိတ်ပညာအထပညာရဲ့နမိတ်တွေအထဆာယာခေါ်တယ်အဲ့ဒါကိုနမိတ်ခေါ်တယ်ဆန်းချင်းပုံလေးပတ်ဆံရေပုံလေးစကားပြောပုံလေးပုံလေးအဲ့ဒါနာနာပုတ္တိအာကာရချောကြည်သံနာနာပုတ္တိအာကာရအထူးထူးဖြစ်ပုံချင်းရာကိုအထူးထူးဖြစ်ပုံချင်းရာကိုဥပါဒါယဆွဲ၍ဥပါဒါယဆွဲ၍အဲ့ဒါအဋ္ဌိစာယခေါ်တယ်ဒါယူပါယုံရဲ့အကြောင်းယူပါယုံကိုမသိလို့ယူပါယုံမှမသိလို့ယူပါယုံမြင်တယ်ဆိုတာယူပါယုံမှသိအောင်လုပ်ရတာယူပါယုံမှအဲ့လိုသိနေရမှာမြတ်စွာဘုရားဆိုသိနေတာပဲယူပါယုံမှသိနေတာတတ္တယုံမှလည်းသိနေတာခန္ဓာယုံမှလည်းသိနေတာပဲဘုရားရဟန္တာဆိုရင်ဓာတောအာရမဏဓာတုအာရမဏဓာတ်အာယုံဆိုလို့ရှိရင်ဓာတ်တာစာအဲ့ဒီအဋ္ဌိစာအရိပ်တောင်မရောက်တော့ဘူးအရိပ်ဆိုတာကဒီပထဝီတေဇောကလာတဲ့တေဇောရဲ့အရိပ်တွေပဲမီးတွေပါတွေကလည်းလင်းနေတာပဲအဲ့လိုရောက်မှလည်းအိမ်လေးကောင်းတယ်ဟိုလှုပ်ဒီလှုပ်မလှုပ်ဘူးခေါင်းတွေပါလေခြေတွေရှိတာမဟုတ်ဘူးလှုပ်တာကိုသိမှဓမ္မဝါရောကိုသိတယ်လှုပ်တာလို့မြတ်တောင်ခတ်တာလို့အစုံလှုပ်တာဝါရောပဲဝါရောကိုမှီးမှမဟာဘုတ်ကိုမှီးမှဥပါဒါယုတ်ဖြစ်တယ်အခုချောင်းဆိုတဲ့အတန်တွေပါတွေကဥပါဒါယုတ်တွေတကယ်လူမဟုတ်ဘူးလူတွေမဟုတ်ဦးအစုံနဲ့ငါစက်ထားတယ်ကြားလာပါလူတွေလို့ကိုမယူမဲ့စိတ်ထဲမထားမှလူတွေမဟုတ်ဦးအစုံစောစမ်းလူတွေမဟုတ်ဦးအစုံလမ်းပဲပြထားကောက်မသွားခွေးကားချီလေဤဘယ်မှာမာနကြည့်နိုင်တော့မလို့တခါလဲပြုတ်စင်ဆိုရယ်မာနကလည်းတရောမာနဘိသမယနဲ့အဲ့ဒီမာနမရှိလို့ရှိရင်ဟာလေအနိမိတ်တင်းစားဘာဝေးဟိဆိုတာအရိပ်နမိတ်မရှိအောင်ပွားရတယ်ဒီလိုဉာဏ်ရှိမှအရိပ်နမိတ်ပွားတတ်တယ်ဒါအဋ္ဌိစာယနာနာပုတ္တိအာကာရအဋ္ဌိစာယဆိုစမ်းအဋ္ဌိစာယနာနာပုတ္တိအာကာရအဋ္ဌိစာယအဋ္ဌပညာရဲ့အရိပ်နာနာပုတ္တိအာကာရအထူးထူးဖြစ်ပုံချင်းရာအဲ့ဒါဆွဲပြီးမှတခါတဲ့သဝိကဟံကိုရှိသည့်အဖြစ်ကိုယူ၍ဒီကိုကြီးရှိတဲ့အဖြစ်ကိုလည်းမယူရဘူးဒီကိုကြီးရှိတဲ့အဖြစ်ကိုရှိယူရင်လူဖြစ်သွားပြီးတော့အရက်ရှိတယ်တိုးတယ်ပုတယ်နဲ့ကနှိုင်းရှင်တာတွေဖြစ်သွားတယ်တဲ့ကတုံးတွေသတုံးတွေကလည်းနာနာပုတ္တိအာကာရလည်းပါတယ်နာနာပုတ္တိအာကာရကိုဘယ်တော့မှမလွတ်နဲ့နာနာပုတ္တိအာကာရတွေခါရလွတ်ပြီးတော့နဲ့တမာတိလုတ်ပြန်ရဲ့နောက်လည်းနာနာပုတ္တိအာကာရတွေပေါ်လာတာပဲနာနာပုတ္တိအာကာရဆိုတာအထူးထူးဖြစ်ပုံချင်းရတယ်သမင်းချက်တာတွေဘာတွေအကုန်ဒါတွေလူမဟုတ်ဘူးစိတ်စားရုပ်တွေအဲ့လိုဒီမှာအဋ္ဌိစာယနာနာပုတ္တိအာကာရသောစံနာနာပုတ္တိအာကာရအဋ္ဌိစာယအဲ့ဒီအဋ္ဌရဲ့အဋ္ဌပညာရဲ့အရေးတဲ့အဲ့ဒီအဋ္ဌပညာကဝိဇ္ဇာမာနတအဋ္ဌတတဲ့အဲ့ဒါဝိဇ္ဇာမာနထင်ရှားရှိတယ်တဲ့အဲ့ဒီအရေးကမဟာဘုတ်ရှိနေတော့မဟာဘုတ်ရဲ့အရေးရှိတော့တာပေါ့အခုမေးလင်းနေတာတေဇောရဲ့အရေးပဲ
တေသောအရေးပြီးတော့မှဒီကိုကြီးရတော့မှအရေးတစ်ပင်မှာနေကြီးထွက်တော့အရေးထင်တယ်လို့အဲ့လိုရိတ်ထင်တယ်အရေး၃ပါးရှိကံအရေးတို့ဘာလို့ပေါ့အဲ့ဒါကအနဲ့အရေးခေါ်တယ်နာနာပုတ္တိအာကာရအဲ့လိုလုပ်ပြီးထွက်တဲ့ဝင်လေရှုအဲ့ဒီအဝါအဋ္ဌိစာယာဆိုတဲ့အဋ္ဌပညာရဲ့နမိတ်တွေမထင်မှအဲ့ဒါမဟုတ်လားအလင်းအယောင်ထင်တာတော့မှဝိပဿနာနဲ့ကြတော့ဒါအနိစ္စဒုက္ခလုပ်ပြရတယ်အလင်းရောင်နဲ့ထင်တာတော့မှဒီမှာဝိပဿနာရဲ့ညဉ့်ညူးကြောင်းဆိုတာဖြစ်ပြီးအနိစ္စတွေထင်မှအနိမိတ်တာမှာဝိပဿနာမှန်သွားတယ်အလင်းရောင်ထင်တာတော့မှဥပကိလေသာဖြစ်သေးတာဒီယောက်ျားတွေမိန်းမတွေအာယုန်နဲ့ထင်ဘယ်ဥပကိလေသာမဖြစ်ပါနဲ့ဆိုလို့ရကိုမရဒါကြောင့်အဋ္ဌိစာယာတွေသိရမယ်နာနာပုတ္တိအာကာရတွေသိရမယ်ဟောဘယ်လိုပဲဟိုဟန်လေးပန်လေးလှုပ်ဒါအထူးထူးတော့ဖြစ်တော့အထူးထူးဖြစ်ခြင်းအချင်းရာဆိုလိုက်စမ်းအဲ့ဒါကလွယ်အဲ့ဒါဘုရုကြောင့်ဖြစ်တော့အဲ့ဒါစိတ်ကံစိတ်ဥဒုဟာရကြောင့်ဖြစ်တာတဲ့ဒီကတကယ်ဟိုဟာဟန်လေးပန်လေးလို့ရင်တကယ်လှုပ်တယ်လို့မှတ်တာမဟုတ်ဘူးဒါကြည့်တယ်လို့ရှိရင်ပွဲကြည့်တယ်လို့ရှိရင်ဘာဝနာတဲ့အဲ့ဒါလို့မကြည့်တယ်လို့ရှိရင်တခါတည်းຢာကတွေဖြစ်သွားတယ်လူတယောက်တည်းကအများကြီးຢာကဖြစ်တာတို့ကြောင့်သူ့မောင်ခါလဲနာနာကပြီးတော့ခံရတယ်အဲ့လိုဟာမျိုးရည်ဓာတွေဘာတွေဂရုစိုက်ဗဇတ်တွေတဏ္ဍာတွေအဲ့ဒါနာနာပုတ္တိအာကာရတွေပါတယ်အဲ့ဒီအထူးသောအချင်းရာကိုဥပါဒါယဆွဲ၍အဲ့ဒီအချင်းရာကိုဆွဲ၍သဝိခံကိုကြီးရှိသည်ကိုကြီးလည်းမရှိဘူးနှခမ်းကြီးလည်းမရှိဘူးနှခေါင်းမဲလည်းမရှိဘူးပါမျက်စိလည်းမရှိဘူးမဲကိုကြီးဖြစ်ခေါင်းရောမရှိဘူးကိုကြီးရှိတယ်ဟူ၍ယူ၍တဲ့ကိုရှိတယ်လို့ယူတာကဘယ်သူလုံးဆိုတာပညာမဟုတ်ဘူးစိတ်ကယူတာဝိညာဉ်မြင်ခေါ်တယ်ကိုကြီးရှိတော့ຢာကကြီးလည်းရှိတော့တာပေါ့ကိုကြီးမရှိရင်ຢာကကြီးကမရှိဘူးအဲ့တော့သဝိကံကိုကြီးရှိသည်ကိုခေတ္တဝါယူရွေးတဲ့အဲ့တော့စိတ်ကကြံတယ်စိတ်ကသိတယ်ဝိညာဉ်ခေါ်တယ်စိတ်မြင်တဲ့ဝိညာဉ်မြင်အဲ့ဒီဝိညာဉ်မြင်လည်းနေမဲ့ဆိုရင်ပဲခဏလေးကိလေသာกินတာပေါ့ပဲကြာပဲกินလိုက်မလို့တခါလေဥပဒနာနည်းနည်းအဝကောင်းလုံးမှကိလေသာกินနောက်တစ်ခါကျပြန်ပေါ်တာပဲဘာဖြစ်လို့လုံးဆိုသမထဖြစ်သွားတော့ပြန်ပေါ်လာတာပေါ့အဲ့လိုဟာမျိုးအဲ့လိုပထဝီရဲ့ဓာတ်သဘောတွေကိုမြင်မှပထဝီဓာတ်ရောက်သွားမှပကုတ္တတိမင်းကြီးကတခါလဲအနာဂံရောက်သွားတယ်ဘုရားရှိလေးတင်းဆာရအရေးလှုပ်တယ်ဆိုတာကပထဝီရဲ့သဘောလင်းလာကတေဇောရဲ့သဘောသဘောတည်းလင်းတယ်ဆိုတာကလည်းရှေ့နောက်နော်လားမိလေးတွေနီးရဲနေရှေ့နောက်ဖြစ်တာကိုပုတ္တိအာကာရခေါ်တယ်ကံနာမိကအမြဲတမ်းလင်းနေတယ်ဟောရှေ့လင်းတယ်ဆိုတာရှေ့နောက်ခေါ်တယ်နာနာပုတ္တိအာကာရမျက်တောင်ခတ်တာကလည်းရှေ့ခတ်ပြီးနောက်ခတ်တာပဲအဲ့ဒါနာနာပုတ္တိအာကာရပဲအဲ့ဒါတွေကိုယူမှတော့မလို့ရင်အနိစ္စဒုက္ခမထင်မနဲ့လူတွေကြီးရှောက်ရောက်ထင်နေတယ်အဲ့ဒါမျက်စိကအနိစ္စဒုက္ခထင်မှအနိမိတ်တာဘာဝနာပွားပြီးတော့မာနကိုပယ်နိုင်တယ်တဲ့ပထဝီတေဇောတွေရောက်သွားတော့လူတွေကမဟုတ်ဘူးအဲ့ဒါဒိဋ္ဌိကပယ်လိုက်တာဝင်တဲ့ဒိဋ္ဌိကိုမရှိတော့ပထဝီတွေရောက်လို့ရှိရင်ခေါင်းတွေခြေတွေလက်တွေနှာခေါင်းတွေမဲတွေရောက်ရင်တော့လူတွေဖြစ်ပြီးဒိဋ္ဌိတွေရောက်ကုန်ပြီဒိဋ္ဌိမရောက်ဘူးရောက်တဲ့အဲ့ဒီဟာနဲ့ပဲသိထားတယ်ပယ်တယ်ဆိုတော့ဘယ်လိုဟာမသိဘဲနဲ့ပယ်နေလို့ဖြစ်တာမဟုတ်နှာခေါင်းတွေရောဒိဋ္ဌိဖြစ်ခြင်းအကြောင်းမျက်စိတွေနှာခေါင်းတွေခေါင်းတွေလူတွေကိုယ်တွေသဝိကံကိုကြီးရှိသည်ကိုခေတ္တဝါယူ၍ကိုကြီးကိုရှိတယ်လို့ကိုမယူမှအဲ့ဒါမှအနိမိတ်တဘာဝနာဖြစ်သွားတယ်တလုံးနဲ့ပဲ
တရားရရင်တလုံးနဲ့ပဲကိုကြီးရှိတယ်လို့ကိုမယူနိုင်ဒီကိုကြီးမဟုတ်ဘူးစိတ်ကြီးရရှိနိုးလာကအိတ်နေတော့ပြောနေတော့ကိုကြီးရှိသေးလားအဲ့လိုပဲအဲ့လိုနိုးနေတော့လဲကိုကြီးရှိတယ်လို့အဲ့လိုကိုမယူမသူမှကိုကြီးရှိတယ်ဆိုရင်ငါပေါ့ငါကိုကြီးရှိတယ်ဆိုသူ့ကိုကြီးရှိတာပေါ့တခါလေຢာကတန်းဖြစ်တာပဲဒါကိုကြီးရှိတယ်လို့ကိုမယူမနည်းနည်းလေးသွားပြီးထွက်လေဝင်လေးလှုပ်နေလို့ဆိုင်ရထွက်လေဝင်လေးလှုပ်တုံးမယ်ဖြစ်ကိုကြီးကမရှိမှာပေါ့နောက်တစ်ခါကိုကြီးရှိပြန်ကိုကြီးရှိပြန်တော့ຢာကကြီးကဖြစ်ပြန်ရောဒါကြောင့်ကိုကြီးရှိတယ်ဟူ၍မယူမပြီးတော့အထပညာရဲ့အရေးနမိတ်ကိုလည်းမယူမပြီးတော့နာနာပုတ္တိအာကာရကိုလည်းမယူမအဲ့ဒါမှတခါလဲလူမရှိတယ်တဲ့လူမရှိမှဒိဋ္ဌိမရှိတယ်အတ္တစာယသောသံအထပညာရဲ့အရေးနမိတ်နာနာပုတ္တိအာကာရအထူးထူးဖြစ်ပုံအချင်းရာသဝိကဟကိုကြီးရှိသည်ဟူ၍မယူလားအနာဝိကဟပေါ့အနာဝိကကိုကြီးမရှိရဘူးအခုစကားပြောတဲ့ဟာကပုရိသဆိုပြီးတလုံးချင်းဆက်သွားတဲ့ခါကျကိုကြီးရှိတယ်လို့ထင်ရတယ်စနေကိုကြီးမရှိဘူးဟောနိဗ္ဗာန်မရောက်ဘူးရောက်တဲ့ကလည်းကိုကြီးမရှိဘူးလို့ဆိုရင်ရောက်သွားဟာကိုကြီးရှိတယ်ဆိုရင်တော့မရောက်သေးဘူးသူຢာကဖြစ်အောင်မှာပဲအဲ့လိုပြီးဆိုင်ရတယ်ကိုကြီးရှိတယ်ဆိုရင်သူကြီးလည်းရှိလာတာပေါ့ဟိုကဘာလို့လာဟိုမှာကြည်သန်းဟန်ဝဲလို့လေအဲ့ဒီသဝိဂါကအရေးကြီးပြန်တယ်ကိုကြီးရှိသည်ဟူ၍ခက်တော်၍ပရိကပိတောကျမ်းလာတယ်တဲ့ကိုကြီးရှိတယ်ဟူ၍ကိုကြီးရှိတယ်ဟူ၍ယူပြီးတော့ကျမ်းလာတယ်အဲ့ဒါစိတ်ဖြစ်သွားတာစိတ်ဖြစ်တာပဲကိုကြီးမရှိဘူးလို့ဆိုကြဘုရုကြံမတုံးပထဝီမှာတေသောမှာကိုကြီးရှိတယ်လားရှိပါဘူးကဲကိုကြီးမရှိဘဲနဲ့ဘယ်လိုကြံမတုံးအဲ့ဒီစိတ်ကမငြင်းချမ်းဘူးလားငြင်းချမ်းပါဘူးတခါတည်းကိုပထမတန်းဖြစ်သွားတယ်တဲ့တော့မလို့ရှင်တော့မလို့ရှင်ကိုကြီးလာရှိနေဟမ်ရာကအခုလေးဘုရားရှိတရားရှိတော့ကိုကြီးကဟောနေတော့ပထဝီတွေတော့ရောက်ပြီးကိုကြီးမရှိဘူးအိမ်ကြလမ်းကြောင်းရောက်ကိုကြီးကရှိသွားတယ်ကိုကြီးမရှိဘူးလို့တခါတည်းယူထားလိုက်ရင်တခါတည်းကိုဟန်သွားတယ်တဝိခါကိုကြီးရှိသည်ဟူ၍ပရိကပိတောကြံစအတ္တိဖြစ်စိတ်ဓာမယောစိတ်ဓာနေမိတော့တဲ့စိတ်ကဖန်ဆင်းလိုက်တာတခါတည်းຢာကကြီးဖြစ်သွားတယ်အဲ့လိုအရင်အမြစ်လိုက်မှအရင်အမြစ်ကိုတူးပြလိုက်တဲ့ခါကျဒီຢာကရှိသေးလားမရှိပါဘူးအဲ့လိုအရင်အမြစ်တူးရတယ်တဲ့ကိုကြီးရှိသည်ဖြစ်ဖြစ်ကြံတယ်ကိုကြီးရှိသည်ဟူ၍ယူပြီးတော့ကြံတယ်သာသမီလေးတွေဗာလေးတွေကိုကြီးမရှိဘူးလားကိုကြီးရှိတော့သာသမီအကြံနေမဖြစ်ဘူးလားအဲ့ဒါစိတ်ဓာမယောစိတ်ဓာပရိကံနေမိတော့တဲ့စိတ်ကဖန်ဆင်းလိုက်တယ်တဲ့အဲ့ဒါလေဒီဆရာတော်ကြီးရဲ့ပရမတ္ထဓိပနိတိကအဟောမျိုးအဲ့လိုမှတ်တာအဲ့လိုပါခါလဲပထမတန်းဖြစ်သွားတယ်အဲ့ဒီတီအောင်ရောက်ဖို့လိုတယ်တရားဟောတွေပါတယ်လေဒါမှမူလအခြေရင်းမြစ်ကမှဟန်သွားတယ်ကိုကြီးရှိတယ်လို့ကိုမယူအောင်ကဲခုပြိတ္တကြီးမယူဘူးလားယူသလားပြောစမ်းမယူလိုက်လို့ရှိသေးချာဟန်တယ်ယူသေးတယ်ဆိုရင်မဟန်ဘူးကိုကြီးကမြေကြီးလည်းရောက်တော့ရှိသေးလားရှိပါဘူးအိတ်နေတော့ရောရှိသေးလားရှိပါဘူးတက်ပြန်ဟာတွေးနေတော့ရှိသေးလားရှိပါဘူးစာရီပါရေးပြီးအဲ့တော့ကိုကြီးကလည်းအမြဲတမ်းရှိတာမဟုတ်ဒါပေမဲ့ရှိတယ်လို့ကိုမထင်ဘူးလားရှိပါဘူးအဲ့ဒါတတ္တရဒိဋ္ဌိတွေဒီခါလေးဖြစ်ပုံလားကိုကြီးမရှိမှမျက်တောင်ခတ်တာလဲဝါရောပဲလက်လှုပ်တာလဲဝါရောလှုပ်သမျှဟာဝါရောပါလှုပ်သမျှဟာဝါရောပါ
ငြိမ်တာလဲဝါရောပဲငြိမ်တာတောင်းနေတာတောင်းတင်းဝါရောခေါ်တယ်ငြိမ်တာပါတော့လျှက်စစ်ကြီးကြီးစံကြီးတဲ့ပြစ်လိုက်တာထောင်းဆိုတောင်းမသွားဘူးလားဒုံးမြန်ကြီးလာတဲ့ဆိုတောင်းမလာဘူးလားတောင်းတာဝါရောပဲဝါရောကိုဘုရားကြီးကိုတခါလေဒုံးမြန်နေပြီးတော့ဘုရားကကြောက်ဦးမလားမကြောက်ဘူးလိုဝါရောလမသိကဓာတ်ပေါက်သွားတာကိုမဟုတ်ဘူးလားနင်တို့ဒုံကြီးနဲ့လာတော့မကြောက်ဘူးလားဝါရောနဲ့လာတယ်လို့ဆိုကြောက်သေးလားလိုသဝိခံကိုကြီးရှိသည်ဟူ၍ခဲတော်ယူ၍ပရိကံတေကပိတောကျန်စာအတိဖြစ်၍စိတ်ဓာမယောစိတ်ဖြင့်ပြီးသောစိတ်ဓာနေမီတော့စိတ်ဖြင့်ဖန်ဆင်းရသောအဲ့ဒီစိတ်ကိုတခါတည်းကိုတခါတည်းဘုရားကြီးလို့လည်းအမျိုးမျိုးဖန်ဆင်းတယ်ဆိုပြီးတော့စိတ်ကဖန်ဆင်းတာစိတ်ကဖန်ဆင်းတယ်လို့လည်းဆိုတယ်အဲ့ဒါကြောင့်တခါတည်းဟိုကိုရင်ကလေးကမ္မထမ်းကတခါတည်းအဲ့ဒီလန်ကောင်း၅ပေါက်ကိုပိတ်ဖို့ကြီးဝင်သွားတဲ့ဆိုရင်အပေါက်၅ပေါက်ကိုပိတ်အဲ့ဒီဝင်တဲ့မနောပေါက်ကတကောက်တက်ကရှာဖွေတူးဆိုအဲ့ဒီစိတ်ကိုမိတော့ခုနကပြောတယ်နာနာပုတ္တိအာကာရတွေရောစိတ်ကဖြစ်တာဘာကဖြစ်တာတော့စိတ်ကဖြစ်တာသဝိဂောကြီးရောဘယ်ကဖြစ်တာတော့စိတ်ကကိုကြီးရှိတယ်ဆိုတာဘယ်သူကဖြစ်တာတော့ကိုကြီးမရှိဘူးဆိုတာစိတ်ကဖြစ်လေလားအဲ့ဒါအနတ္တပဲကိုကအနတ္တတခါတည်းနိဗ္ဗာန်မရောက်ဘူးလားအဲ့လိုအကျဉ်းဉာဏ်တွေကအဲ့လိုကိုကောင်းမှနောက်မှကောင်းလို့မရဘူးကိလေသာမဖြစ်အောင်မဖြစ်ခင်ဒါမှရောက်သွားတယ်ကိုကြီးရှိတယ်လို့ယူလို့ရှိရင်အတ္တဖြစ်တာပေါ့ကိုကြီးရှိတယ်ဟူပြီးကြံစအတိဖြစ်၍စောစမ်းကိုကြီးရှိနေရင်အတ္တရှိတာပေါ့ကိုကြီးရှိရင်ဘာရှိတော့ကဲလှုပ်တဲ့ဝါရောဗဇက်ကလေးလှုပ်တာအတ္တရှိလေလားပူတဲ့ဟာလေးအတ္တရှိသလားကဲမာတဲ့သဘောလေးကိုအတ္တရှိသလားအဲ့ဒီတဲကိုရောက်သွားအနတ္တရောက်သွားတခါတည်းပြုတ်ဆင်းသွားတာပဲတဲလိုညာကကိုကြီးမရှိကိုတရားနာတာလေကိုကြီးရှိသလားကဲမွေးတော့ကအစာလေးဟာကိုကြီးရှိသလားဒါပေမဲ့ကိုကြီးတော့ပါတယ်အရေးနဲ့မိတ်ဟုတ်ကလားကိုကြီးမရှိဘူးအဲ့ဒါမူလပြန်လဲခေါ်တယ်အဝါတုလို့ရှိရင်ဘုရားတို့အားတို့တကောပြိုင်နေဟာဒီပါဒီကအဲ့ဒါမူလပြန်နေဆိုတာအဲ့လိုဟာမျိုးခေါ်တယ်အဲ့ဒီတော့ပထဝီတေဇောရောက်သွားပြီတဲ့ပထဝီတေဇောရောက်သွားတဲ့ခါကျပထဝီတေဇောကမြဲသေးလားမမြဲပါဘူးအဲ့ဒါအနိမိတ်တခေါ်တယ်အနိမိတ်တင်းစပါဝေးပထဝီတေဇောမမြဲဘူးဆိုတော့မြဲတာကြီးကဘာကြီးတုံးပထဝီတေဇောမရှိဘူးဟုတ်ကလားသဝိကမရှိဘူးဟုတ်ကလားပထဝီတေဇောတွေပါတွေဝါရောတွေကဒီကလှုပ်ရှားပြီးကိုယ်တွေကိုတေဇောကပူနှွေးပြီးတော့ပထဝီဓာတ်ကျဲကိုခါတဲ့အာဘောနဲ့ဖြန်းနေတယ်ရေနဲ့ဆွတ်လိုက်တယ်တခါတဲ့အသားတွေအယိုးတွေအလုံးကြီးဖြစ်မသွားဘူးလားအဲ့ဒါတွေဘယ်သူကဖြစ်တဲ့အလုံးလုံးပထဝီတေဇောကဖြစ်တဲ့ကိုကြီးဘာကဖြစ်တဲ့အလုံးကြီးလုံးပထဝီတေဇောကြီးကဖြစ်တဲ့အလုံးအဲ့ဒီပထဝီတေဇောတွေကဘယ်သူကဖန်ဆင်းလိုက်တာဆိုစိတ်ကအဲ့လိုလုပ်လိုက်စိတ်ကအရင်ရှိတော့ကံတွေရောဥဒုတွေရောအာဟာရတွေရောလုပ်လိုက်တော့အဲ့ဒီကိုကြီးဖြစ်လာတယ်တဲ့အဲ့ဒီကိုကြီးဖြစ်လာတယ်အဲ့ဒီကိုကြီးဖြစ်တယ်လို့မယူမတဝိကဟောကိုကြီးရှိသည်ဟူ၍ပရိကပိတောယံစအပ်သောစိတ်ဓာမယောစိတ်ဖြင့်ပြီးသောအဲ့ဒီစိတ်မဖြစ်ဘူးတဲ့ဟုတ်ကဲ့လားအဲ့ဒါမနတာစီပတန်နေနဗဒုဋ္ဌေနဘာတတိဝကရောတိဝဒရောနံဒုက္ခမနွေတိဆိုရဲအဲ့ဒီဟာတွေပါတယ်ခါတယ်ပတန်နာတော့ဗဒုဋ္ဌတော့သာမနောနဲ့ဖြစ်တာမဟုတ်ဘူးလားမနောဘာဘူးလို့ဖြစ်တယ်လို့ဆိုတော့ကိုကြီးရှိတဲ့ဟူ၍ယူ၍ဘာရှိတဲ့ဟူ၍ယူ၍တော့
အဲ့ဒီကိုကြီးရှိတဲ့ယူမှမနှောကကြံစားတတ်တယ်အဲ့လိုမှတ်ထားကိုကြီးမရှိဘူးလို့ဆိုရင်မနှောကကြံစားတတ်သေးလားသားကိုကြီးရောမရှိဘူးသမီးကိုကြီးရောမရှိဘူးအဝါဝတ္ထုသိန်း40 30ကလည်းထုတ်ထားတယ်လို့အထုပ်ကြီးလို့မရှိဘူးအထုပ်ကြီးကလည်းသဝိကပဲငကကြီးရောလက်ကောက်ကြီးရောမော်တော်ကားကြီးရောကိုကြီးရှိတယ်ဟူရယူတာအဲ့ဒါလေးယူရအဲ့ဒီယူတဲ့စိတ်ကဘယ်မှလွတ်မတော့အမေရှိသေးတယ်ဆိုတာကောသဝိကပဲအဲ့ဒါကိုကြီးရှိသည်ဟူ၍ယူ၍ကြံစတော့စိတ်ဓာတ်မရောစိတ်ဖြင့်ပြီးတော့စိတ်ဓာတ်နေမီတော့စိတ်ဖြင့်ဖန်ဆရတော့တတ္တပုဂ္ဂလာတိကောပုဂ္ဂိုလ်တ attva ဟူသောပုဂ္ဂိုလ်တ attva ဟူသည်ပရိကပ္ပတိဋ္ဌိစိတ်ကြံခြင်းဖြင့်ပြီး၏စိတ်ရဲ့အကြံပဲစိတ်ကြံပုဂ္ဂိုလ်တ attva ဆိုတာအဲ့ဒီအထစ်ဆာယာကိုစိတ်ကကြံလိုက်တာစိတ်မရှိလို့ရှိရင်ဒါကြောင့်လူမရှိသောစိတ်ဆိုလိုက်စမ်းလူမရှိသောစိတ်ဆိုတာအဲ့ဒီကိုကြီးမရှိတဲ့စိတ်ပဲခေါ်တယ်အဲ့လိုညာကောင်းတော့ကဲတဏှာဖြစ်ပါအောင်ဆိုလို့ဖြစ်ပါအောင်မလားဖြစ်ပါဘူးယူခြင်းတဲ့စိတ်ကိုရှိသေးလားရှိပါဘူးကိုကြီးလားမရှိတဲ့သူ့ကိုကြီးကိုကြီးယောက်ျားကိုကြီးမိန်းမကိုကြီးအဲ့ဒါကစိတ်အကြံဖြစ်တယ်တဲ့ဒါကြောင့်စိတ်အကြောင်းကိုသိသောသူတော်ကောင်းသူများလုံးများဖြစ်ကြစေတည်းသာ